အားလုံးပဲမင်္ဂလာပါဗျ။ဖိုးအောင် family ကနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကမနေ့ညရှင်ပြိုင်ကစားခဲ့ကြတဲ့ပွဲဒီမှာဆိုရင်တော့ Brighton ဆိုရင်တော့ Leeds United ကို3-0ဆိုရရလက်နဲ့ပြတ်သားစွာပဲနိုင်ယူခဲ့တယ်။ Arsenal ဆိုရင်တော့နိုင်ပွဲလိုအပ်နေတဲ့အတွက်ကြောင့်မလို့သူတို့တွေနိုင်ပွဲကပုံမှန်လဲရရှိနေတယ်။ဒါပေမဲ့လည်းသူတို့တွေအမှတ်တွေဖြတ်ထားနိုင်ဖို့အတွက်နိုင်ပွဲလိုအပ်တဲ့အချိန်မှာနိုင်ပွဲတစ်ပွဲကိုဖော်ဆောင်သွားနိုင်နေခဲ့။ Arsenal က0-2ဆိုရရလက်နဲ့အနိုင်ရရှိခဲ့။ Crystal Palace ဆိုရင်တော့ Bradford ကို2-0ဆိုရရလက်အိမ်ခွဲမှာနိုင်ရရှိခဲ့ဗျ။ Fulham ဆိုရင်တော့ Wolverhampton ကို3-0ဆိုရရလက်နဲ့နိုင်ရရှိခဲ့တယ်။ Nottingham Forest ဆိုရင်တော့ Manchester United ကို2-2ဆိုရရလက်နဲ့တည်ရရှိခဲ့ဗျ။ Manchester United တို့အတွက်တော့မှန်းချက်နဲ့နှမ်းထွက်တော့မကိုက်ခဲ့ဘူးခင်ဗျ။နောက်ဒီစနေနေ့ရဲ့ပွဲဒီမှာဆိုရင်တော့တနင်္ဂနွေနေ့ရဲ့ပွဲဒီမှာဆိုရင်တော့စပါးအတင်းနဲ့ Chelsea အတင်းတို့ရှိရဗျ။စပါးရဲ့အိမ်ခွင်းမှာဆိုရင်တော့ Chelsea ကလန်ဒန်ဒါဘီရှင်ပြိုင်ကစားရတာစပါးရဲ့အိမ်ခွင်းမှာဆိုရင်တော့ Chelsea ရဆိုရင်တော့1-0ဆိုရရလက်နဲ့အနိုင်ရရှိခဲ့ရင်ဗျ။ဒီနေ့ပွဲမှာခုနောက်ပိုင်းဆိုရင်ရလက်တွေစိုးဝါးနေတဲ့ Liverpool ဗျ။ Liverpool ကဆိုရင် Premier League မှာနိုင်ပွဲမရတာတော်တော်ကြာနေပြီဗျ။ Aston Villa နဲ့တွေ့ခဲ့တယ်။ Aston Villa ဆိုရင်တော့ဟိုဘက်ကပဲ Man City ကို1-0ဆိုရရလက်နဲ့အနိုင်ယူထားခဲ့ဗျ။ဒါပေမဲ့လည်း Liverpool တို့တွေတကယ်လိုအပ်တဲ့အချိန်မှာတကယ်အနိုင်ယူဖို့လိုအပ်တဲ့အချိန်မှာအနိုင်ယူသွားခဲ့မြတ်လီဗာပူးကဆိုရင်တော့ Aston Villa ကို2-0ဆိုရရလက်နဲ့အနိုင်ယူသွားခဲ့ဗျ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။